ဒီမိန်းကလေးဟာကုန်ပစ္စည်းတွေစီဖို့သူ့အဖေကိုကူညီပေးရင်းအေးခန်းကုန်တင်ကားပေါ်တက်သွားခဲ့တယ်။ဒါပေမဲ့ခဏအကြာမှာပဲအပြင်ကလေတိုက်လိုက်တာကြောင့်ကားတကားကအလိုလျောက်ပိတ်သွားခဲ့ပါတယ်။သူ့အဖေပြန်ရောက်လာတဲ့အခါသမီးဖြစ်သူကိုမတွေ့တာကြောင့်အိမ်ပြန်သွားပြီးအထင်နဲ့တကားကိုအပြင်ကနေတော့ခတ်လိုက်ပါတယ်။မိန်းကလေးကအတန်ကြားလို့အပြေးလွှားအကူအညီလမ်းတောင်းပေမဲ့သူ့အဖေကဖုန်းပြောရင်းအလုရှုပ်နေတာကြောင့်ခေါ်တန်ကိုမကြားဘဲထွက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအေးခန်းကားနောက်မှာ3ဘိန်းဆိုင်ကယ်တစ်စီးလာရက်ပါတယ်။ဆိုင်ကယ်မောင်းတဲ့လူကဆင်းပြီးလမ်းကြောင်းရှာနေတော့ကားထဲကနေမိန်းကလေးတစ်ယောက်ရဲ့အော်တန်ကိုရုတ်တရက်ကြားလိုက်ရပါတယ်။အေးခန်းကားထဲမှာလူရှိနေတာကိုအတီးပြုတ်ပြီးတဲ့နောက်အဲ့ဒီလူဟာထိတ်လန့်သွားပါတော့တယ်။ဘာလို့လဲဆိုတော့အေးခန်းကားထဲကအပူချိန်ကတဖြည်းဖြည်းရောကျနေတာကြောင့်ပါအချိန်မီမကယ်ထုတ်နိုင်ရင်ဖြစ်လာမဲ့နောက်ဆက်တွဲအကျိုးဆက်ကတွေးဝန်းစရာတော့မရှိပါဘူး။ဒါကြောင့်အဲ့ဒီလူဟာသူ့3ဘိန်းဆိုင်ကယ်ပေါ်ကနေတန်တူရင်းကိုချက်ချင်းယူလိုက်ပါတယ်။ဒါပေမဲ့သူတော့ကိုဖျက်တော့မဲ့အချိန်မှာမိန်းကလေးရဲ့အဖေကသူ့ကိုတွန်းထုတ်လိုက်ပါတယ်။ကားထဲကနေအော်တန်တွေကြားနေရတယ်လို့အဲ့ဒီလူကအမြန်ရှင်းပြပါတယ်။အဲ့ဒီလူကလိန်နေပုံမရတာကြောင့်မိန်းကလေးရဲ့အဖေကအိမ်ကိုချက်ချင်းဖုန်းဆက်ပါတယ်။သမီးဖြစ်သူအိမ်မှာရှိမရှိမေးတဲ့အခါအဖွားဖြစ်သူကကစားလို့ကောင်းနေတာကြောင့်တေချာမကြည့်ပဲမိမလေးအိမ်မှာစားလုပ်နေတယ်လို့ပြီးဆက်လွယ်ဖြေလိုက်ပါတယ်။ဒါကမိန်းကလေးရဲ့အဖေကိုထိုးလူလိန်နေတယ်လို့ပိုပြီးထင်သွားစေခဲ့ပါတယ်။တကယ်တော့အဲ့ဒီလူကဝင်မပါချင်ပေမဲ့ဒီရက်ကွက်ကသူ့ရဲ့စောင့်ရှောက်မှုအောက်မှာရှိနေတာပါအကယ်၍မတော်တဆမှုတစ်ခုခုဖြစ်သွားရင်သူလည်းတာဝန်ရှိပါတယ်ဒါပေမဲ့မိန်းကလေးရဲ့အဖေကအေးခန်းကားထဲမှာဒေါ်လာ1000တန်နဲ့တူနာငါးတွေပါတယ်လို့ဆိုပါတယ်အကယ်၍တကားဖွင့်လိုက်ရင်အပူချိန်တက်လာပြီးတူနာငါးတွေအကုန်ပျက်စီးသွားမယ်လို့ပြောပါတယ်ဒါပေမဲ့အဲ့ဒီလူကတော့ဂရုမစိုက်ပဲမိန်းကလေးကိုကဲဖို့တကားကိုအတင်းဖွင့်ဖို့ကြိုးစားပါတယ်ရုံးရင်းဆန်ခတ်ဖြစ်နေတော့အဲ့ဒီလူကမိန်းကလေးရဲ့အဖေကိုဘေးကိုတွန်းဖယ်လိုက်ပါတယ်ထိုမြင်ကွင်းကိုရောက်ရှိလာတဲ့မိန်းကလေးရဲ့အမေကမြင်သွားပြီးသူ့ခင်ပွန်းဘက်ကနေကာကွယ်ပေးပါတယ်အမျိုးသမီးကအဖြစ်မှန်ကိုမသိပဲအဲ့ဒီလူကိုချက်ချင်းဆွဆွဲပါတော့တယ်မိန်းကလေးကိုကယ်တင်ဖို့အတွက်အဲ့ဒီလူကတကားဖွင့်ပေးဖို့ငွေဘယ်လောက်ပေးရမလဲလို့သူတို့ကိုမေးလိုက်ရပါတယ်ဒါပေမဲ့မိန်းကလေးရဲ့အဖေကလောဘတက်ပြီးဒေါ်လာ9000တောင်းပါတယ်အဲ့ဒီလူစီမှာတော့စုစုပေါင်းဒေါ်လာ1000ပဲရှိတာပါဒါပေမဲ့မိန်းကလေးရဲ့အမေကအဲ့ဒီလူလိန်နေပုံမရဘူးဆိုတာရိပ်မိသွားပါတယ်ဒါကြောင့်သမီးဖြစ်သူစီဖုန်းဆက်ကြည့်လိုက်ပါတယ်ဖုန်းဆက်ကြည့်တော့မှသမီးရဲ့ဖုန်းကပိတ်ထားတာကိုသိလိုက်ရပါတယ်တခုခုတော့အကြီးအကျယ်မားနေပြီဆိုတာသိသွားတဲ့ဇနီးဖြစ်သူကအဲ့ဒီလူကိုကားတကားဖွင့်ဖို့အမြန်ပြောပါတယ်ဒါပေမဲ့လည်းကောင်းပါတယ်ခင်မုန်းဖြစ်သူကတကားဖွင့်ရင်တူနာငါးတွေပျက်စီးသွားမှာကိုစိုးရိမ်ပြီးဘလို့မှသဘောမတူပါဘူးလင်မယားနှစ်ယောက်ငင်းခုန်နေတော့မှပဲအဲ့ဒီလူကအခွင့်အရေးကိုအရယူပြီးတန်တူရင်းနဲ့ကားတကားကိုတစ်ချက်တည်းနဲ့ရိုက်ခွဲဖွင့်လိုက်ပါတော့တယ်